မင်းတစုံတယောက်ကိုချစ်မိတဲ့အခါအဲ့ဒီလူကမင်းကိုဘလောက်ပဲအနာယူနေပါစေအောင်မင်းကတော့ပြုံးနေမိမှာပဲဒါဟာမင်းကနောင်ဝါလုံးတော့မဟုတ်ပါဘူးသူရဲ့စိုးသမ်းမှုတွေနောက်ွယ်မှာဖုံးကွယ်ထားတဲ့ဝမ်းနည်းစရာတွေကိုဒီကဘာပေါ်မှာမင်းတယောက်တည်းကပဲနားလည်ပေးနိုင်လို့ပါဒီနေ့မှာတော့အချစ်တွင်းနဲ့အရာကိုသိခံပေးတဲ့ကောင်လေးတစ်ယောက်ကြောင့်ကိုတင်ဆက်ပေးလိုက်ပါတယ်ခရောင်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာတငယ်ချင်းတွေနဲ့ဆုံစုတောက်နေတော့ကောင်မလေးတစ်ယောက်ကိုမြင်လိုက်ပါတယ်ငါအချိုက်ပုံစံပဲမို့စကားလိုက်ပြောဖို့ထားလိုက်စင်မှာပဲအမေပြစုစီခတ်ဖုန်းလာပါတယ်အတော်ပြစုစီသွားနေခိုင်းတာအခုထိမသွားသေးဘူးလားလို့စူပူချိန်မောက်နေတော့အတော်ကသူ့ကိုတွေ့ရင်အခုချိန်ထိခလေးလိုဆက်ဆံပြီးမျက်နှာကိုနမ်းလိုက်ညှက်လိုက်ဆွဲလိုက်လုပ်နေတာကြောင့်မသွားချင်ဘူးလို့ညီးတွားပြီးဘူရာယုံစီထွက်လာခဲ့ပါတယ်အချစ်ဝတ္ထုတွေတဲကလုံးမိန်းကလေးမျိုးနဲ့တစ်ခါတော့ဆုံနေပါတယ်လို့တွေးနေစင်မှာပဲရထားလမ်းဆောင်ပေါ်မှာအိမ်ငိုက်နေတဲ့ကောင်မလေးတစ်ယောက်ကိုမြင်လိုက်ရတာမို့ချက်ချင်းပဲလမ်းဆွဲလိုက်ပါတယ်အဲ့ဒီနောက်ရီဝဝဲမျက်လုံးတွေနဲ့ကြည့်နေတဲ့ကောင်မလေးကိုမသိချင်အောင်ဆောင်ပြီးရထားပေါ်ရောက်လာပါတယ်ထို့နောက်ကောင်မလေးကိုကြည့်ပြီးငါးဆိုင်ပုံစံဆိုပေမဲ့ရဲတောက်တွေ့တဲ့မိန်းကလေးမျိုးကိုတော့မကြိုက်ဘူးလို့စိတ်ထဲတွေးနေခဲ့ပါတယ်ဒီအချိန်မှာပဲလူကြီးပိုင်းမျိုးသားတစ်ယောက်သူ့ဘေးနားကိုရောက်လာတော့ထိုင်ကုန်ဖွင့်ပေးတဲ့ကောင်လေးကိုအသက်ကြီးတဲ့လူကိုဦးစားပေးရမယ်လို့ဆိုရင်ခေါင်းကိုရိုက်လိုက်ပြီးထားခိုင်းလိုက်တာကြောင့်မကြေမနက်နဲ့ပဲနေရာကထသွားပါတယ်အဲ့ဒီနောက်ပြုတ်တက်နေတဲ့ကောင်မလေးကိုကြည့်ရင်အံ့ဩနေစင်မှာပဲခေါင်းပေါ်ကလူကြီးခေါင်းပေါ်ကိုအပ်ချလိုက်ပြီးခရောင်ကိုကြည့်ကအချစ်ရလို့ခေါ်ပြီးလဲကျသွားပါတယ်အကောင်လုံးကသူတို့နှစ်ယောက်ကိုသမီးစားတွေတို့ထင်သွားတာကြောင့်အနှဲ့မြန်ပဲရထားပေါ်ကဂုံမိုးပြီးဆင်းသွားပါတော့တယ်ထို့နောက်မှာတော့ကောင်မလေးကိုလမ်းမေးခုံပေါ်တင်ထားခဲ့ပြီးအမြန်ပဲထွက်သွားလိုက်ပါတော့တယ်စိတ်ထားကောင်းတဲ့ခရောင်ကိုလည်းအရက်မူးနေတဲ့မိန်းကလေးကိုဒီတိုင်းပြစ်ပထားရတာကြောင့်ပြန်ရောက်လာခဲ့ပြီးဘဲကိုပို့အောင်မှမသိတဲ့အဆုံးမှာတော့မော်တယ်ကိုပဲခေါ်သွားခဲ့ပါတယ်အခန်းလေးကိုရောက်တော့ကောင်မလေးကိုဂရေပေါ်တင်ပေးလိုက်ပြီးအခန်းကဝမ်လေးတောင်းကြတယ်ဆိုတာကြောင့်ဈေးကြီးပေမဲ့လည်းရွေးချက်စရာမရှိတာမို့ပေးလိုက်ရပါတယ်အပြစ်ကင်းစင်တဲ့ကောင်မလေးကိုသိချကြည့်ရင်သူ့တစ်ခေါ်လုံးလည်းနန်းစော်နေတာမို့ရွေးချိုးလိုက်ပါတယ်ဖုန်းတန်ကြားတာကြောင့်သွားခိုင်းလိုက်တော့ကောင်မလေးအိမ်ကဖြစ်နေတာမို့နေရာကိုပြောပြလိုက်ပါတယ်ရေမြန်ချိုးပြီးဒီကနေထွက်သွားဖို့ကြံနေစဉ်ရဲတွေရောက်လာပြီးအဝတ်မပါတဲ့သူ့ပုံစံကိုမြင်ပြီးအထင်လွဲသွားတာမို့အကျုပ်ထဲမှာတညာအေးလိုက်ရပါတော့တယ်မနက်မိုးလင်းတော့ပြန်လို့ရပြီဆိုတာကြောင့်ဝမ်းသာသွားပြီးအခန်းမော်တွေကိုနှုတ်ဆက်ကအိမ်ကိုပြန်လာခဲ့ပါတယ်အိမ်ကိုပြန်ရောက်တော့အမေဖြစ်သူကစိတ်ကြုံနေပြီးအတော်အိမ်ကိုမသွားပဲတညာတော့ဘယ်လိုရှောက်သွားနေတာလဲလို့မေးပြီးရိုက်နေတာကြောင့်ထွက်ပြေးခဲ့ရပါတော့တယ်နောက်တည့်ရက်မနေ့မှာဖုန်းအတန်ကြောင့်ကိုင်းလိုက်တော့နေငါကိုမော်တယ်ခေါ်သွားပြီးကိုတီလုံးနဲ့ဘာလုပ်နေတာလဲလို့အော်ခံလိုက်ရပြီးဘူပြားပူရာကိုအခုစစင်လာခဲ့လို့ဆိုတော့ကြောင့်မူမလန်နဲ့သွားလိုက်ရပါတယ်ဘူတာရောက်တော့ကမလေးနဲ့ဒူရာမှုချိနေတော့နင်လားလိုက်ခဲ့ဆိုကစားတောက်ဆိုင်ကိုခေါ်သွားပါတယ်ဘာစားမလဲလို့မေးတော့သူ့ချိုက်တွေမှားနေခဲ့ပြီးမြကော်ဖီပဲတောက်ဆိုပြီးပတ်စံနင်းရှင်းလိုက်လို့ဆိုပါတယ်မနေ့ကဘာတွေဖြစ်ခဲ့တာလဲမေးတော့ဖြစ်ချောင်းကိုရှင်းပြလိုက်ပြီးအရက်မူးနေတဲ့ဒီပုံစံလေးကိုတော့ငါ့ချိုက်ပုံစံလေးပဲပါလို့တွေးနေမိတော့မှာပဲနင်ငါ့ကိုကြိုက်နေတာမလားစိတ်ကူးယဉ်နေနဲ့နင့်ကောင်ကလုံးဝမကြိုက်ဘူးလို့အကောခံလိုက်ရပြီးသူမကစားတောက်ဆိုင်ကိုခေါ်သွားခဲ့ပါတယ်ဒီပိုင်းကဒီကပြီးရင်မိုတယ်သွားကြမယ်ဆိုနေတာကြောင့်ချက်ချင်းထသွားပြီးနင်တို့ဘယ်ရွယ်ရှိသေးလို့ဒီလိုနေရာတွေသွားကြမှာလဲဆိုပြီးအခုချက်ချင်းပြန်တော့ဆိုတာကြောင့်ဦးလေးချစ်တွေနဲ့ထိုးမတကယ်ကလုံနေပါတော့တယ်ထိုးနောက်ဝိုင်းစီပြန်လာတဲ့သူမကိုအလိုက်သီးစွာနဲ့တစ်ခွန်းငှက်ပေးလိုက်တော့တောက်ပြီးတာနဲ့မျက်ရည်တွေကျလာကမလေးကရီးစားနဲ့ခွဲခဲ့တယ်လို့ဆိုရင်မှောက်သွားပါတော့တယ်ဘလို့မနှုံးမြတဲ့ဆုံးမှာတော့မော်တယ်ကိုသာခေါ်သွားခဲ့ပါတယ်ဂရေမော်တင်ပေးလိုက်ကမူးပြောက်စေးတိုင်းလိုက်ရင်အပြစ်ကင်းစင်တဲ့သူမမျက်နှာလေးကိုကြည့်ရင်သူမရဲ့နာကျင်နေတဲ့စိတ်ကိုကူစားပေးချင်ခဲ့ပါတယ်မနက်မိုးလင်းတော့ညက်ကသူမရဲ့မမုံလေးတို့ကြည့်ကအသက်24ပဲရှိသေးတာမို့ငါကတစ်နှစ်ပိုကြီးလို့ပါလို့ဆိုရင်မျက်နှာသိဖို့ပစ္စည်းတွေကိုယူပေးလိုက်ပါတယ်ရေဆက်ကဒီလောက်နဲ့မပြီးသေးပါဘူးခရောင်ရစားတင်ကန်တဲ့အထိကောင်မလေးရလာတာကြောင့်မသိစင်အောင်ဆောင်လိုက်ပေမဲ့ဘေးနားကိုလာထိုင်ပါတယ်အဲ့ဒီနောက်အပြင်သွားဖို့ခေါ်နေပေမဲ့စားတင်နေတာမို့ဘဲမှမသွားချင်ဘူးလို့ညင်းနေတဲ့ခရောင်ကိုကြောက်ရတယ်လေဆိုရင်သူမထွက်သွားပါတယ်ဆရာပြန်ရောက်လာတော့ခရောင်နာမည်ခေါ်ပြီးပြက်ကွက်စီးနဲ့မထက်မှမို့မင်းကြီးစားနဲ့တွားထွေးလို့ရတယ်ဆိုတာကြောင့်နားမလည်နိုင်စွာနဲ့ပဲထသွားပါတယ်အလုပ်ဖြစ်သားပဲလို့ဆိုတာကြောင့်ဆရာကဘယ်လိုပြောလိုက်တာလဲလို့မေးတော့ကိုရင်ဖြတ်ချရမှာမို့အဖေဖြစ်တဲ့သူကိုလာခေါ်တာလို့ပြောလိုက်တယ်ဆိုတဲ့အတွက်အော်ဟစ်ပြီးအထက်ပြန်ဝင်ဖို့လုပ်နေပေမဲ့လေဘေးဖတ်ပြီးခေါ်သွားခံခဲ့ရပါတယ်ပန်းချံကိုရောက်သွားတော့နှစ်ယောက်သားစော်လေးပေါင်းစုံကစားကြပါတော့တယ်အဲ့ဒီနောက်ဇညွန်ရဲ့ဆရာမဖြစ်ချင်တဲ့အတွက်သူမရေးထားတဲ့ဇညွန်ကိုဖတ်ပြခိုင်းနေတာကြောင့်သူမရဲ့စိတ်ကူးနဲ့ပုံပေါ်ထားတဲ့ဇလန်းတွေကိုတစ်ခုပြီးတစ်ခုဖတ်ပြလိုက်ပါတော့တယ်ရေစံသားကိုသွားကအဲ့ဒီလူစီကဘယ်တော့မှရုပ်ထုတ်နိုင်မှာမဟုတ်ဘူးလို့ဝမ်းနဲ့စွာပြောပြီးဒီရကန်ကဘလောက်နဲ့လဲသိချင်တာမို့ရေထဲဆင်းကြည့်ပါလားဆိုနေတာကြောင့်မနောက်ပါနဲ့လို့ဆိုနေတော့မှပဲရေထဲတွန်းစားလိုက်ပါတော့တယ်ရေမကူတတ်တဲ့ကြောင်တရားကိုဖားတကောင်လုံးရက်ကန်လှုပ်နေတာမို့သူမကရေကနှစ်သားပဲလို့ဆိုရင်ရေထဲဆင်းခဲ့ပါတော့တယ်နောက်တစ်ရက်မှာတော့တငယ်ချင်းတွေနဲ့ဖွဲ့ကြနေတော့မင်းကြီးရသွားပြီဆိုတော့ဟုတ်လားလို့မေးတာကြောင့်ဝမ်းနဲ့စွာရည်လိုက်ရင်တွေးလိုက်ရတဲ့ကောင်မလေးကိုဒီနေ့ကစပြီးသူကငါကောင်မလေးပဲဆိုပြီးလိုက်သွားပါတယ် ခတ်တူးရှောက်နေတဲ့ကောင်မလေးနဲ့ကိုမြှောင်လိုက်သွားကဟဲ့ကောင်မလေးဆိုပြီးလမ်းဆွဲလိုက်ချိန်မှာတော့
သူကနိုင်ကျင်နေတဲ့ကောင်မလေးဖြစ်တာမို့ကြောင်တယောက်ချက်ချင်းပဲထွက်ပြေးရပါတော့တယ်အဲ့ဒီနောက်အိမ်ပြန်လန်းတစ်လျှောက်မှာသူကအနိုင်ကျင်နေတဲ့မိန်းကလေးကိုဘလို့လက်တော့ပြန်ရမလဲတော့တွေးနေရင်အိပ်ပျော်သွားချိန်မှာတော့ပါသမီးအနှိုက်ခံခဲ့ရပါတယ်ဘူတာဆုံးတော့အိပ်ပျော်နေတဲ့ကြောင်ကိုတန်ရှင်းရဲ့မျိုးသမီးကလာနှိုးတာနဲ့အပြင်ကိုထွက်လာခဲ့ပြီးလမ်းဘေးခုံပေါ်မှာပဲအိပ်ပျော်သွားခဲ့ပါတယ်မနက်မိုးလင်းချိန်မှာတော့အချုပ်ခန်းထဲရောက်နေခဲ့ပြီးအချုပ်သားကပိုင်းနိုင်ဆရာကြီးတွေကဝိုင်းနိုင်ကျင်ရတာကိုခံခဲ့ရပါတယ်အဲဒီနောက်မှာတော့ကောင်မလေးကအာမခံနဲ့လာထုတ်ပေးခဲ့ပြီးရုတ်တရက်ဆိုသလိုကောင်မလေးတွေကိုကြောင်အောင်မလားလို့ဆိုရင်ရိုက်ခံလိုက်ရပါတယ်။အင်တာနက်ပေါ်ကနေအလန်းစားပုံတွေကြည့်နေတော့မှပဲကောင်မလေးစီကနေတပတ်ခါသူမမွေးနေ့မှုမေ့မသွားဘူးနဲ့ပြောင်းထားပေးရမယ်ဆိုတဲ့စာရဆောင်ဝင်လာပါတယ်။မွေးနေ့ပွဲကိုပြီးစလက်လုပ်ပေးလိုက်ရင်အစောခံရမှသိနေတာကြောင့်ကစားကွင်းမှာမွေးနေ့ပွဲလုပ်ပေးပြီးသူမကိုပြောင်းထားပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ထွန်းတော့မှာတော့ပန်းချန်ထဲမှာဘာမှမသိတဲ့အရာကိုနင်းခဲ့ပြီးနှစ်ယောက်သားအထက်ရောက်လာချိန်မှာတော့စစ်သားတစ်ယောက်ဖြစ်နေပါတယ်။တနက်နဲ့အချိန်ခံလိုက်ရပြီးအပြင်ဘက်မှာလည်းအင်အားလုံးရင်းနဲ့ပန်းချံကိုဝိုင်းထားကြပါတယ်။အဲ့ဒီနောက်ဘာကြောင့်ဒီချိန်ကြီးပန်းချံနဲ့လာတာလဲလို့မေးတော့မွေးနေ့ပွဲကိုထူးခြားအောင်လုပ်ချင်တာမို့ဒီကိုရောက်လာတာလို့ဆိုပါတယ်။ဒီလိုကောင်မျိုးကိုဘာယုံပြီးဒီအထိလိုက်လာတာလဲလို့ဆိုပါတယ်။သူ့မှာလည်းကောင်မလေးရှိခဲ့ဘူးပြီးစစ်တဲရောက်နေချိန်မှာတော့ချစ်သူကနောက်တစ်ကောင်နဲ့ဖောက်ပြန်သွားတဲ့အပြင်မွေးထားတဲ့ခွေးကပါအခြားခွေးနဲ့ကြိုက်ပြီးအိမ်ကထွက်ပြေးသွားတာကြောင့်အကောင်လုံးကိုအပြည့်ရှင်းဖို့တက်သေးကထွက်ပြေးလာတာကြောင့်ပြောပါတယ်။ရေစားဟောင်းရဲ့ဘဲနဲ့ဒူရာမို့ကြောင်ကိုအတူသေးချရအောင်လို့ဆိုကကောင်မလေးကိုပဲလှုပ်ပေးလိုက်တာမို့သူမကတိတ်မချဖို့နဲ့ဒီစစ်သားကြီးကလူကောင်းပါလို့တော်ကီပြပြီးအပြင်ကိုထွက်လာခဲ့ပါတယ်။အဲ့ဒီနောက်ဒီမှာအချိန်မဲလို့ဖူးတာမို့အခြားထွက်ပေါက်တစ်ခုကိုတီးတယ်လို့ဆိုတော့နှစ်ယောက်သားအပြင်ကိုထွက်လာခဲ့ပါတယ်။တိတ်တိတ်လေးထွက်သွားဖို့စူးစမ်းခဲ့ပေမဲ့သူတို့ကိုတွေ့သွားကအပြစ်ခံခဲ့ရပြီးမလွတ်မြောက်နိုင်တဲ့အဆုံးမှာတော့ကြောင်ကိုဖန်းကရှစ်တိုးတာနဲ့ပြစ်လိုက်မယ်လို့ချင်းချောက်ကတနင်္ဂနွေတွင်ဖောက်ပြန်တဲ့မိန်းမကိုခေါ်လာရမယ်လို့ဆိုပါတယ်။တစားကန်ရှိပေမဲ့ပြစ်ကွင်းရှင်းနေတာမို့ပြစ်ထည့်လိုက်ပေမဲ့ချစ်ချက်နေသွားခဲ့ကကောင်မလေးကအရှိကိုထွက်လာပြီးအားလုံးကိုမပြစ်ဖို့တောင်းဆိုပါတယ်။စစ်သားကြီးကိုတေချာကြည့်ရင်ရီးစားကစိတ်ပြောင်းပြီးတခြားလူကိုရွေးချယ်သွားရင်တောင်မှရှင်သူကိုတကယ်ချစ်တယ်ဆိုရင်သူ့ကိုလက်လွတ်ပေးလိုက်ပါ။ကိုမပိုင်ဆိုင်ရပေမဲ့လည်းသူပြောရှင်နေတာကိုကြည့်ပြီးကျင့်တဲ့ပေးတာကမှအချစ်စစ်စစ်ပါ။ဒါကြောင့်အတိတ်ကိုမေးပြီးယောက်ျားပြပြတတတက်သေးကိုပဲပြန်ဝင်လိုက်ပါတော့လို့ဆိုတော့မျက်ရည်ကျလာပြီးဒီလိုမိန်းကလေးမျိုးကိုမဆုံးရှုံးစေနဲ့မဟုတ်ရင်ငါလူယူမနော်လို့ပြောပြီးလှုပ်ပေးလိုက်ပါတယ်။အချိန်ခိုက်ပေါက်လာတဲ့မိပန်းတွေနဲ့အတူကောင်မလေးကိုဝမ်းသာအားရပြစ်ဖက်လိုက်ပေမဲ့တယောက်ထက်ကိုလိုရုံမလားဆိုရင်အထိုးခံလိုက်ရပါတော့တယ်။နောက်တစ်ရက်မှာတော့ကောင်မလေးကိုဘူပြောင်းဘူတာထိပြန်လိုက်ဖို့တော့ခလစ်တရဆွဲထားတဲ့စီးကိုကြည့်ရင်ဘယ်ဘက်ခြေထောက်နဲ့ကြော်ရင်ငားနိုင်ပြီးညာဘက်ခြေထောက်နဲ့ကြော်ရင်နေနိုင်နေဆိုကနှစ်ယောက်သားနှစ်ဖူးတောက်ကြီးဆော့ကြပါတယ်။ပထမဆုံးဝင်လာတဲ့တယောက်ကိုစိတ်ဝင်စားစွာကြည့်နေတော့ညာချင်းနဲ့စီးကိုကြော်သွားခဲ့တာကြောင့်သူမနှစ်ဖူးကိုအားကုန်တောက်ချလိုက်ပါတော့တယ်။ဒေါသထွက်သွားတဲ့ကောင်မလေးတယောက်နင်းနိုင်နှစ်ဖူးတောက်ငါးနိုင်ပါချမယ်ဆိုတဲ့စီမင်းပြောင်းလိုက်တော့မချင်မနှက်နဲ့ပဲလက်ခံလိုက်ရပါတယ်။စနေတကြဟဲပြပြီးရှောက်လာတဲ့စစ်သားအဖွဲ့ရဲ့ခြေဟန်ကိုရစ်တွက်နေတော့စီးလိုက်ရောက်ခန့်ဒီမှာပဲဟန်ရေးပြောင်းကဘယ်ချင်းနဲ့ဝင်သွားတဲ့အတွက်ကြောင်တယောက်ရထားဘော်ကလူအကောင်အားသွားတဲ့အထိကိုရိုက်ခံလိုက်ရပြီးညာဘက်ချက်တော့ကျိုးနေတဲ့လူတယောက်ဝင်လာတာမှုငိုရပါတော့တယ်။ကျောင်းကအပြန်လာကြုံနေပြီးလက်ချင်းချိတ်ထားတဲ့သူမကြောင့်ကျင်းနေနေတော့မှပဲဓာတ်ဖက်နဲ့အစ်စ်ကြောင့်ခြေထောက်နာနေလို့ဖက်နှက်ချက်လဲစီးဖို့ပြောပါတယ်။မဖြစ်နိုင်ဘူးညင်းနေပေမဲ့စိတ်ဆိုးမှကြောက်လို့သဘောတူလိုက်ရပါတယ်။ချော်မလဲအောင်ထိန်စင်းနေရပေမဲ့ငါ့ကိုလိုက်ဖမ်းဆိုတာကြောင့်ကြောင်တယောက်လောင်ပြောင်နေတဲ့သူတွေကိုမရှက်နိုင်တော့ပဲတလန်းလုံးပြေးနေရပါတော့တယ်။အိမ်ပြန်လမ်းမှာမိုးရွာချတာကြောင့်အင်ဂျီကိုမိုးကလုတ်ပြီးပြေးလာခဲ့ကြပါတယ်။ဒီအချိန်မှာပဲကောင်မလေးကသူ့ကိုစိုက်ကြည့်နေတဲ့မျက်ဝန်းတွေထဲမှာနှုတ်ကမပြောဖြစ်တဲ့စကားလုံးတွေအများကြီးပါဝင်နေတယ်ဆိုတာကိုကြောင်တယောက်ရိပ်မိလိုက်ပါတယ်။နောက်ဆက်ပြီးအိမ်ထဲဝင်သွားချိန်မှာသူမရဲ့အိမ်လေးကျန်နေခဲ့လို့ကြောင်တယောက်သူမရဲ့အိမ်ထဲအထိလိုက်ဝင်သွားခဲ့ပါတော့တယ်။ရဲတစ်ခွက်မော်ပြီးမင်းကငါသမီးနဲ့ချစ်သူတွေလားမေးတော့ဟုတ်ကဲ့လို့ဖြေလိုက်ပေမဲ့ဘိုးတော်ကတော့မှောက်သွားခဲ့ပါပြီ။ကြောင်ရဲ့အိမ်ပြန်လမ်းမှာတော့ချမ်းသာတဲ့ယောက်ျားတွေကိုကြအဖက်မလုပ်ပဲကြောင်လိုနှောင်ရတဲ့ယောက်ျားလေးမျိုးနဲ့ဘာကြောင့်တွဲနေတာလဲဆိုတဲ့အမေဖြစ်သူရဲ့ကြိမ်မောင်းတန်ကိုကြားလိုက်ရပါတယ်။ဖုံးတန်ကြောင့်ကောက်ကင်လိုက်တော့ငါတို့ဆုံတွေ့ခဲ့တာရက်တရပြည့်အနေနဲ့အထက်တန်းကျောင်းသားဝတ်ဆောင်ဝတ်လာပြီးသူမစာသင်ခန်းထဲကိုနှီးစစ်ပန်းတစ်ပွင့်လာပေးရမယ်လို့ဆိုပါတယ်။ဒါပေမဲ့မိန်းကလေးတွေကြီးတက်တဲ့ကျောင်းထဲကိုဒီတိုင်းဝင်နေတာမို့ဒလီသမားဟန်ဆောင်ကကျောင်းထဲရောက်လာခဲ့ပါတယ်။အခြေအနေကိုကြည့်ရင်အခန်းထဲဝင်လိုက်တော့မိန်းကလေးတွေကိုပဲတွေ့လိုက်ရတာမို့မသိချင်အောင်ဆောင်ကဆက်လျှောက်လာပေမဲ့ဆန်နီယာတီးနေတဲ့ကောင်မလေးကိုမြင်လိုက်ရပါတယ်။ဒိုရင်မနေတော့ပဲအုတ်ထောက်နဲ့မတ်ကိုချုပ်ပြီးသူမစီကိုရှောက်သွားကရင်းထဲကအမျိုးသမီးလေးအတွက်နှီးစီပန်းတစ်ဝင်းကိုလက်ဆောင်ဖြစ်ပေးလိုက်ပါတော့တယ်။အတန်းစင်းတော့နှစ်ယောက်သားစားတော့ဆိုင်ရောက်လာကစမတ်ကြစွာဆင်းလိုက်နဲ့ဆူဆူတောက်ကြပါတယ်။ဒါလည်းမကသေးပဲကလတ်ထဲထိဝင်ရောက်လာကြကဘာမှမသိတဲ့အကတွေနဲ့ကခုံနေကြရင်းနဲ့ပဲနောက်ဆုံးမှာတော့ရသမားကောင်မလေးကိုထုံးစံအတိုင်းကြောဖို့ပြီးပြန်လာခဲ့ရပါတယ်။
ဒီတစ်ခါမှာတော့အိမ်ကိုသိသွားပြီမို့အိမ်ပြန်လိုက်ဖို့နေတဲ့လမ်းမှာအတွဲတွေအတွက်ဆိုပြီးအဖော်လက်ဆောင်လာပေးပါတယ်တခွန်းပေါ်လိုက်တဲ့အဖေပြစ်သူကိုထန့်ခဲ့ပေးလိုက်တော့မင်းအိမ်ထဲမှာဘာတွေပါလဲပြာစမ်းဆိုတာကြောင့်ပစ္စည်းတွေထုတ်ပေးလိုက်ချိန်မှာအဖော်ကိုပါတွေ့သွားတော့အမေဖြစ်သူလန့်သွားပါတယ်အဖေလို့သူကတော့နောက်တစ်ခါထပ်ခဲ့ပြီးငါသမီးနဲ့ထပ်မတွေ့နဲ့တော့လို့ဆိုရင်မှောက်သွားပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့သူမစီကနေအဆက်အသွယ်မရတော့တာမို့စိတ်ကြိုက်နေလို့ရပြီလို့တွေးရင်ပျော့သွားခဲ့ပါတယ်ဆက်လိုက်ကိုဟမ်ဘဘာဖွာနေတဲ့အမျိုးသမီးကိုကြည့်နေစဉ်ကာဝါလေးစီကဖုန်းဝင်လာပြီးတွင်းနေကြကော်ဖီဆိုင်ကိုအခုလာခဲ့ခိုင်းတာမို့ကျင်းမတွေ့နေတာမအားဘူးဆိုပေမဲ့ဖုန်းချသွားပါတယ်ဘီယာဖာလိုက်လာချတာမို့လန့်သွားခဲ့ရပြီးနှစ်ယောက်သားပွဲကြနေတော့မှအပေါ်သွားအောင်မယ်ဆိုတာကြောင့်ငါလည်းသွားအောင်မယ်ဆိုတာထွက်လာခဲ့ပါတယ်တန့်စင်ကန်နဲ့ရောက်တော့ဘေးနားမှာယောက်ျားလေးတို့အပေါ်သွားနေတဲ့ကျင်းဘက်ကိုမြင်လိုက်ရတာမို့ငိုရပြန်มาတော့တယ်ကမာလေးချိန်တဲ့နေရာရောက်သွားတော့ကျင်းဘက်တွေ့တဲ့လူကိုနှုတ်ဆက်ပြီးကော်ဖီပဲမှာခဲ့လိုက်ပါတယ်မင်းကအရန်ကောင်းတဲ့တငယ်ချင်းပဲမင်းကြောင့်အများကြီးကြားထားတယ်လို့ဆိုနေတော့ကောင်မလေးအပေါ်သွားမယ်ဆိုတာကြောင့်အနောက်ကနေလိုက်သွားခဲ့ပါတယ်အမေဖြစ်သူကအတင်းကျပ်တွေးခိုင်းလို့တွေးရတာလို့ဆိုနေတဲ့ကောင်မလေးကိုဆွဲကြိုးဖြုတ်ပေးလိုက်ပြီးမင်းချင်းနဲ့ဆိုပြတ်သွားတဲ့သူစီကလက်ဆောင်ကိုအခုချိန်ထိတင်ထားမှမဟုတ်တာမို့အရင်ကြီးစားဟောင်းကစုံသွားတာကိုသိကြောင်းဆိုပါတယ်အခုတွေ့နေတဲ့လူကလည်းလူကောင်းမို့သူနဲ့အဆင်ပြေအောင်နေပါအရက်တွေမတောင်းနဲ့တော့အရန်ကြီးလဲစိုးမနေပါနဲ့လို့မှားကထွက်သွားခဲ့ပါတယ်ကောင်မလေးပြန်ရောက်လာတော့ကြောင်ကိုပြန်သွားပြီဖြစ်ကြောင်းနဲ့ကျွန်တော်လိုက်ရင်လာရမယ်အချက်10ချက်ကိုမှားသားကြောင်းပြောပါတယ်ပရမအချက်ကမိန်းကလေးဆန်ဖို့မတောင်းဆိုနဲ့ဒုတိယအချက်ကအရက်ကို3ခွက်ထက်ပိုမတောက်ခိုင်းပါနဲ့တတိယအချက်ကော်ဖီဆိုင်သွားရင်ကိုလာတော့ဖြိုရည်တော့မတောက်ပဲကော်ဖီပဲတောက်ပါတခါတလေသူရရင်မနာလဲနားချင်ဟန်စာဝေးတာမျိုးကိုသဘောကျပါတယ်လို့ပြန်ပြောနေတော့မှပဲဝမ်းနဲ့လာတော့ထိမ့်မနိုင်တော့တဲ့အစုံဆိုင်ထဲကနေပြေးထွက်လာခဲ့ပါတယ်ဘူတာယုံမှာကြောင်ကိုနေရာဆုံးရှာလို့မတွေးတဲ့အစုံမှာတော့ထိတ်ချုပ်ခါတဲ့အထိသွားပြီးကြောင်ကိုလှမ်းခေါ်နေခဲ့ပါတယ်ကြောင်ရောက်လာချိန်မှာတော့ကောင်မလေးကိုပြစ်ဖက်လိုက်ပြီးမဲ့ရုတ်တရက်ဆိုသလိုဘသူကနင်းကိုဖက်ခိုင်းနေလို့လဲလို့ဆိုရင်အထိုးခံလိုက်ရပြန်ပါတယ်သူမရဲ့စိတ်ကိုဘလို့နားလည်အောင်လုပ်ရမလဲဆိုတာတွေးနေခဲ့ပြီးအနမ်းပေးဖို့စူးစမ်းလိုက်ပြီးမဲ့အိမ်ထဲကအဖေဖြစ်သူခေါ်တဲ့ကြောင့်သူမအထဲဝင်သွားပါတော့တယ်သူ့ပေါ်ထားတဲ့ကျွန်တော်ရဲ့ခန်းစားချက်တွေကိုစာနဲ့ချရေးလာခဲ့လို့မှားလိုက်တာကြောင့်သူမပေါ်ထားတဲ့သူ့ရဲ့ခန်းစားချက်တွေကိုအလှပဆုံးစူးစမ်းပြီးရေးသားနေခဲ့ပါတယ်နောက်တစ်ရက်မှာတော့တောင်ကုန်းတစ်ခုပေါ်အတူထိုင်နေကြရင်ကောင်မလေးကကြောင်ကိုမြင်နေရတဲ့အခြားတစ်ဖက်ကတောင်ဝန်းပေါ်ကိုသွားခိုင်းခဲ့ပြီးငါအတန်ကိုကြားရမလားသိကျင်တယ်လို့ဆိုတာကြောင့်ထွက်သွားပါတယ်အခြားတစ်ဖက်ရောက်ချိန်မှာတော့ငါတောင်းပန်ပါတယ်ငါမှလည်းရွေးချယ်စရာမရှိလို့ပါငါ့ကိုခွင့်လို့ပေးပါကြောင်ရဲ့လို့အော်ပြောနေခဲ့ပြီးမြဲကြောင်တယောက်မကြားနိုင်ခဲ့ပါဘူးအဲ့ဒီနောက်မှာတော့တစ်ပင်ကြီးတစ်ပင်ရောက်ကိုသွားပြီးအချိန်စုဘူးဆိုတဲ့အရာတွေကိုငါတို့နေ့ရဲ့စာတွေကိုထည့်ထားပြီးမြေကြီးထဲမြုပ်ထားမယ်နောက်နှစ်နေ့နေ့လယ်2နာရီမှာအတူပြန်ဖော်ကြရင်အဖြစ်ကိုရှာဖွေမယ်လို့ဆိုကြပါတယ်ဒါဟာလန်ခွန်စကားပဲဆိုတာကိုကျွန်တော်သိလိုက်ပေမဲ့သူမသဘောအတိုင်းမြေကြီးရဲကိုအတူမြုပ်လိုက်ကြပါတယ်အိမ်ပြန်လမ်းမှာတော့ခါတိုင်းနဲ့မတူတော့ပဲကျွန်တော်ကိုအရင်သွားခိုင်းပြီးသူကနောက်ရထားနဲ့လိုက်လာမယ်လို့ဆိုပါတယ်နှစ်နှစ်ကြာရင်ပြန်လွှဲကြမယ်လို့နှုတ်ဆက်ခဲ့ကြပေမဲ့သူမနဲ့မခွဲနိုင်တဲ့ကြောင်တယောက်ရထားပေါ်ကနေခုံချလိုက်ပေမဲ့ရထားပေါ်ကိုခုံတက်လိုက်တဲ့ကောင်းမလေးကြောင့်ဒီတစ်ခါတော့ကျွန်တော်တို့နှစ်ယောက်တကယ်ဝေးသွားခဲ့ပါပြီနှစ်နှစ်ဆိုတဲ့အချိန်ကိုစောင့်ဆိုင်ရင်သူမနဲ့အကြောင်းတွေကိုအွန်လိုင်းပေါ်မှာနေ့စဉ်စာစီးပြီးတင်ခဲ့လိုက်ပါတယ်သူမနဲ့ပြန်ဆောင်တဲ့အချိန်မှာပြောညံ့တဲ့ယောက်ျားမဖြစ်ချင်တော့တဲ့အတွက်အရာအလုံးကိုစူးစမ်းပန်းစားလေ့ကျင့်နေခဲ့ပါတယ်သူမနဲ့ဇလန်းဟန်ချောင်းကိုအွန်လိုင်းပေါ်ကနေတွေးခဲ့ပြီးရှင်းထုတ်လို့ရေးကသဘောကျသွားတာကြောင့်ရုပ်ရှင်ရိုက်ဖို့ကန့်လန့်လာခဲ့ပါတယ်။သူမရဲ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်နိုင်ကြောင်းအပြေးလေးသွားပြောပြချင်ပေမဲ့နှစ်နှစ်ဆိုတဲ့အချိန်ကြီးစောက်ဖို့အပြင်မတက်နိုင်ခဲ့ပါဘူး။နှစ်နှစ်နဲ့ဒီနေ့မှာတော့သူမရောက်မလာခဲ့ပါဘူး။ချင်းဆိုထားတာဒီနေ့တရက်ထဲမှာသူမမပါပဲကျွန်တော်တယောက်တည်းအချိန်စုဘူးလေးကိုတူးဖော်လိုက်ပါတယ်။ဘူးကဖွင့်ကြည့်လိုက်ချိန်မှာတော့တွင်းလိုက်တဲ့ဖားတစ်ကောင်ကြောင့်လန်သွားရပြီးစာအိတ်ကိုဖွင့်ဖက်လိုက်ပါတယ်။ကြောင်ရင်ငါလုပ်ရအတွက်တောင်းပန်ပါတယ်နေသိမလားတော့မသိပေမဲ့သူကဆုံးသွားခဲ့တာပါသူ့ကိုစားတွေ့ခဲ့တာကနင်းလိုပဲယထာပေါ်မှာတွေ့ခဲ့ပြီးသူကနင်းလိုပဲငါ့ကိုအမြဲကျူးဆိုင်ပေးခဲ့တယ်ဒီတစ်ပင်အောက်မှာငါတို့နှစ်ရဲ့အနာဂတ်ကြောင်းတွေလည်းတိုင်ပင်ခဲ့ဘူးတယ်သူ့ကိုနင်းစီကနေပြန်ရှာဖို့လုပ်ခဲ့တဲ့အတွက်ငါတောင်းပန်ပါတယ်နင်းကိုပေါ်ပြီးသဘောကျလာတာနဲ့အမျှသေသွားတဲ့သူပေါ်အပြစ်ရှိသလိုခံစားလာရတယ်ဒါကြောင့်နေမပါပဲဒီနှစ်ဆိုတဲ့ကာလအတွင်းမှာသူ့ကိုငါမိနိုင်အောင်စူးစမ်းမယ်လို့ဆိုပါတယ်အမောပြေနားယူနေတဲ့ဖိုးဟာနေပူရဲရှာလာတဲ့ကောင်မလေးကိုကြည့်ရင်လက်သမီးလေးကြားနေတာပဲလို့ဆိုပါတယ်အဖိုးကဒီတစ်ပင်မှာလှုပ်ဝက်ချက်တွေရှိတဲ့အကြောင်းပြောတော့သူမမှလည်းလှုပ်ဝက်ချက်တွေရှိကြောင်းနဲ့နှစ်နှစ်နေရင်ဒီနေရာကိုပြန်လာဖို့ချိန်ဆထားကြပေမဲ့နှစ်နှစ်ပြည့်တဲ့အထိသူမစိတ်ကိုမဆုံးဖြတ်နိုင်သေးတာမို့၃နှစ်ပြည့်တဲ့ဒီနေ့မှရောက်လာရပါတယ်လို့ဆိုပါတယ်ဒါပေမဲ့လည်းတွေးဆောင်မှုရေစက်ပါလာရင်တနေ့ရာမှာတော့တေချာပေါက်တွေးရမယ်လို့ကောင်မလေးယုံကြည်ထားခဲ့ပါတယ်ရေစက်ဟောင်းရဲ့အမေဖြစ်သူနဲ့သွားတွေ့ပြီးအင်္ဂလန်မှာ၃နှစ်သွားနေကြောင်းနဲ့သူ့ကိုမေးပြလိုက်တော့မယ်ဆိုတာကြောင့်နှစ်သိပ်ပေးနေချိန်မှာပဲအတော်ပြစ်သူစီရောက်လာတဲ့ကြောင်ကိုတွေးလိုက်ရပါတယ်
ခရအောင်နဲ့အရင်တည်းကမိတ်ဆက်ပေးချင်ခဲ့ပေမဲ့ဒီကောင်ကအတော်စီမလာတာမို့အခုမှမိတ်ဆက်ပေးရကြောင်းဆိုရင်မင်းတို့နှစ်ယောက်တွေ့ကြည့်ကြပါလားလို့ဆိုလိုက်ပေမဲ့သူတို့နှစ်ယောက်ကတော့လက်ချင်းတွဲပြီးနေပါပြီ။